နေ့ကဘာကြီးမှာငြိမ်းချမ်းရေးရခြင်းနဲ့ဆိုရင်လမ်းကြောင်းနေလို့မပြီးပါဘူးမေတ္တာဘာဝနာပွားများလာတယ်ငြိမ်းချမ်းရေးတယောက်ရနိုင်ပါတယ်လူနဲ့ပြန်အသက်တဘာကြီးအပေါင်းမှာမေတ္တာပွားများရမယ်ကဘာစီကဘာတိုင်းမေတ္တာဘာဝနာပွားများရမယ်အဲ့လိုမေတ္တာဘာဝနာပွားများမှလာတယ်ကဘာငြိမ်းချမ်းရေးဆိုရနိုင်ပါတယ်ဒါကြောင့်အားလုံးမေတ္တာဘာဝနာပွားများပြီးတော့ကဘာငြိမ်းချမ်းရေးရနိုင်ကြပါစေလို့မန္တလေးဝန်ထမ်းတော်ရှိစိတ်ရှိရနာဆရာတော်ဦးစင်သာပဓာနနာယကကမ္မတနာစရိယဓမ္မဂတိကဓမ္မဝိဇ္ဇတု30ကျင်းမှာသူတို့ရှင်အမျိုးဘာသာသာနာဆောင်ရည်အဖွဲ့မန္တလေးတိုင်းမဟာဝါဒဩဝါဒစရိယဆရာတော်မဟာကြီးဆရာတော်ဘုရားကြီးကနေပြီးတော့လူနဲ့ပြန်တတ်တော်ကြီးကျမ်းမာချမ်းသာဝမ်းသာလာပြကြစေကြောင်းမေတ္တာရောဆုံးမတော်ဒီကိုယ်စိတ်နာကျမ်းမာချမ်းသာဝမ်းသာလာပြီးတော့ကမ္ဘာငြိမ်းချမ်းရေးရပြီးတော့မေဝန်ဒီမှာချမ်းသာရပါစေတော့ဒါကြောင့် everything good that you very very much may you always be happiness forever Mega Brand Navana said all the good in Rajama Chana one Rajavio Kabani Yavio, many of anyone channel Yajawa Zido.